ပြောကြလို့ပါတယ်ဆရာကိုအချိန်အနားလုံးဆောင်ကျွန်တော်ဆရာပုံမှာပဲကျွန်တော်အနံ့ရအောင်နော်သူပဲကျေးဇူးတင်ပါတယ်ဒီနေ့ကဲတော့ခွင့်ကကောင်းရတာဖခင်ရဲ့ကျေးဇူးတော်တက်ဖြစ်ပါတယ်ဆိုတာပထမဆုံးဖော်ပြလိုပါတယ်ကျွန်တော်တို့ဒီတရားဒီတာဟောပြောပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ဖသင်ဦးစရာကိုယ်တိုင်ရောက်ရှိလာတဲ့သူကိုယ်တိုင်ကပဲကျွန်တော်တို့ပွဲတော်စီရင်ပြီးမှဖြစ်ပါတယ်လို့ဆိုတာကျူတင်ပြောပြခြင်းနဲ့ခုနကျွန်တော်ဆရာမန်ခိုင်ပြောသလိုပဲလုံခဲ့တဲ့ပတ်မှာကျွန်တော်ကြားတာကကျွန်တော်တို့ဖသင်ဦးစရာဂုံဒူးဆောင်နေရာကသင်ဦးစရာကြီးရောက်ရှိလာပြမဒီမြန်မာပိုက်စီစဉ်မှာပါဝင်နေဆိုကျွန်တော်သိရတယ်ဆိုတော့ကျွန်တော်မြန်မာပိုက်စီစဉ်ဒီကဲတော့ကျွန်တော်ဘုရားရှိခိုးတဲ့ခါမှာတကယ်လူနေမဲ့လူများမယ်ဒါပေမဲ့ကျွန်တော်တို့ဘုရားရှင်ကောင်းကြီးပေးတယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့အချိန်အားလျော်ဆိုတော်လေးကိုကျွန်တော်ကြိုးစားဦးဆောင်ခဲ့တဲ့ဆရာမဇန်ဒွန်မန်ဆိုရင်ကျွန်တော်တို့ရဲ့သာသနာနယ်ဖြစ်တဲ့နတ်မောက်မြို့မှာပထမဆုံးအချိန်တပိတော်စုဝတ်ပြုကူးဝဲခြင်းအစပြုပူရန်ရောက်ရှိသွားခြင်းဖြစ်ပါတယ်ဆိုတာဖော်ကျင်ရလိုပါတယ်ဆိုတော့ဆက်ပြမဆုတောင်းဖို့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ရှင်ပြန်ထမြော်ရနေ့များတော့ပြင်ကျွန်တော်တို့အင်္ဂလိပ်ဆို Happy Easter ဆိုပြီးတော့မှနှုတ်ဆက်ရတဲ့နေ့ဖြစ်တယ်ကျွန်တော်ရဲ့ရှင်ပြန်ထမြော်ရနေ့မှာအချင်းချင်းကျွန်တော်တို့ဤကဲ့သို့သောခွင့်ကကောင်းရတဲ့ခါမှာထူးထူးခြားခြားကပါလေဆိုတော့ကနဦးအသင်းတော်တွေကသူတို့ပရမမှာခရစ်စမတ်မသိဘူးမွေးနေ့တော့မကျင်းပဘူးဒါပေမဲ့မဖြစ်မနေကျင်းပတာကရှင်ပြန်ထမြော်ရနေ့မွေးနေ့တော့ကကျွန်တော်သမိုင်းမှာကြည့်ရင်ခရစ်တော်မွေးပြီးမှနှစ်ပေါင်း300ကျော်လောက်မှပြန်ပြတော့မှမွေးနေ့တော့ကျင်းပရအောင်ဆိုပြီးတော့မှပြုလုပ်ခြင်းဖြစ်တယ်ဒါပေမဲ့ရှင်ပြန်ထမြော်ရနေ့ကြတော့ယုံကြည်သူများပြမရှိတဲ့အချိန်ကာလကတည်းကစပြတော့မှတနှစ်မှတစ်ကြိမ်တော့မဟုတ်ဘူးတစ်ပတ်မှတစ်ကြိမ်ရှင်ပြန်ထမြော်နေ့ရောက်တိုက်ကိုသူတို့ကမဖြစ်မနေကျင်းပပြတော့မှအဲ့နေ့မှာကျွန်တော်မုံကူဖဲပြတော့မှစပီသောက်ပြတော့မှခရစ်တော်အတွက်သွေးတောက်ကြပြတော့မှကျွန်တော်တို့ဆက်ကကြတယ်ဆိုတော့တွေ့ရတယ်အဲ့ဒီအချိန်မှာတော်ကိုကျွန်တော်အသင်းတော်ဒီကနဦးယုံကြည်သူတွေကငင်းပန်းနေစချင်းပတ်ဝန်းကျင်ကနားမလည်နိုင်ခြင်းအစိုးရကနားမလည်ခြင်းမျိုးရှိတယ်အဲ့ဒါကြောင့်တို့မှာယခုကဲ့သို့သောကျွန်တော်တို့ရဲကောနဲ့ဘုရားကျောင်းတည်းထဲမှာမဟုတ်ဘူးမြောက်ခန်းဒီမှာတို့အိမ်ခန်းဒီမှာတိတ်စိတ်နဲ့ဘုရားကိုစိတ်ခုပြတော့မှအဲ့လိုကျွန်တော်တို့ဘွဲတော်မင်္ဂလာစီရင်တဲ့အခါမှာအခက်ခဲမျိုးကျွန်တော်ရင်ဆိုင်ရတယ်ဆိုကျွန်တော်သိရတယ်ဒါပေမဲ့အဲ့ကြားတဲ့ကပဲရှင်ပြန်ထမြောက်ရနည်းအရေးကြီးလို့အဲ့ဒီနေ့မဖြစ်မနေလို့ရမှာမို့လို့ယုံကြည်သူမျက်နှလုံးသားထဲမှာပြန်ထမြောက်ရနည်းရဲ့နှလုံးသားရှင်ပြန်ထမြောက်ရနည်းရဲ့တကူးကြောင့်မဖြစ်မနေနိုင်ဘဲနဲ့ဘုရားကိုရှိခိုးပြီးတော့မှထူကဲ့သို့သောအားဖြင့်အသင်းတော်ဆက်လက်ပြီးတော့မှရှင်သန်ခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံးဖော်ပြလိုပါတယ်အဲ့ဒါကိုကျွန်တော်တို့ဆက်သဲဆောင်သွားပြီးတော့မှယနေ့ခရိယန်ကျွန်တော်တို့တနင်္ဂနွေနေ့တိုက်ကိုရှင်ပြန်ထမြော်နေ့တိုက်ကိုကျွန်တော်တို့ဘုရားရှိခိုးရတယ်မွေးနေ့ကျွန်တော်တို့ခရစ်မတ်တော့တနင်္လာတစ်ချိန်ပဲဒါပေမဲ့ရှင်ပြန်ထမြော်နေ့ကျတော့ပတ်တိုင်းကျွန်တော်တို့ကျင်းပပြတော့မှယနေ့ကဲ့သို့သောတနင်္လာတစ်ချိန် Easter Sunday တော့ကျွန်တော်ကျင်းပါတယ်ဒါပေမဲ့ယနေ့ရဲ့အခြေခံဖြစ်တဲ့ပတ်တိုင်းကျွန်တော်တို့ထမြော်ရနေ့ကိုကျင်းပရပါတယ်ဆိုတာကျွန်တော်တို့အားလုံးသတိချက်ပြတော့မှကျွန်တော်တို့တနင်္ဂနွေလာတိုင်းဒီနေ့ယနေ့ကဲ့သို့သောရှင်ပြန်ထမြောက်ရနေ့ကိုကျွန်တော်သက်တာမှာခံယူပြတော့မှထူတကူကိုခံယူပြတော့မှဆက်ကပ်ပြတော့မှကျွန်တော်တို့ဝတ်ပြုကိုယ်ချင်းဖြစ်ပါတယ်ဆိုတာကျွန်တော်တို့တတိချက်ဖို့ဖြစ်ပါတယ်ဆိုတော့ဖော်ပြလို့တယ်ဒီနေ့အသင်းတော်မှာကျွန်တော်တာဝန်တော်များတယ်ဘာကြောင့်လဲဆိုကျွန်တော်ပြန်စဉ်းစားကြည့်တယ်စဉ်းစားကြည့်တော့တခုကကျွန်တော်ရဲ့စိတ်ထဲမှာဖြေကကျွန်တော်လွန်ခဲ့တဲ့နှစ်တုန်းကဘုရားကျောင်းသွားခြင်းရဲ့သားနဲ့မသွားလိုက်ရတာဘုရားကသွားခံပြုလို့တာဘုရားခင်စီစဉ်ပေးတာပဲစိတ်ထဲမှာငါမသေးရတဲ့တရှင်ထာဝရဘုရားမှုတော်ကိုကြားပြောရအောင်မယ်ဆိုတဲ့နှုတ်ပတ်တော်ခံယူလင်းနဲ့ဒါတော့ခံရမှာဗောဒါတော့
တော့ပါဝင်ရမှာပေါ့ဆိုတဲ့စိတ်အဖြေတစ်ခုရတယ်ဒုတိယအဖြေကပါလဲဆိုတော့ကျွန်တော်ကဒီလအတွင်းဘုရားကျောင်းရောက်ဖြစ်ချင်မှရောက်ဖြစ်တော့မယ်အဲ့ဒါလည်းဘုရားသခင်သိလို့ဒီနေ့အားလုံးတာဝန်ယူလိုက်ပါလို့ပြီးလိုက်တယ်လို့ပဲကျွန်တော်အဲ့လိုခံယူတယ်မနေ့ပိုင်းမှာလည်းပြီးတော့ခုနကျွန်တော်တို့အမျိုးသားမျိုးသမီးရဲ့စုပေါင်းဝတ်ပြုကိုယ်ဝဲခြင်းမှာလည်းကျွန်တော်တရားဟောရတယ်။ဘာကြောင့်လဲဆိုတော့လာမယ့် Sunday ဆိုရင်ကျွန်တော်Philadelphia မှာမနေ့ပိုင်း7 နာရီလောက်ထိရတော့ကျွန်တော်တို့ဒီအစီအစဉ်ကြီးတစ်ခုမှာပါဝင်ပြီးတော့မှညနေပိုင်းမှာတော့ကျွန်တော်ချင်းစီစဉ်တစ်ခုမှာတရားဟောဖို့ရှိပါတယ်။နောက်တစ်ပတ်15 ရက်နေ့Sunday ကြတော့ကျွန်တော် Maryland မှာ Baltimore မှာကျွန်တော်တို့Maryland Baptist Church ဆိုတာရှိတယ်အဲ့မှာတရားဟောဖို့ရှိပါတယ်နောက်တစ်ပတ်ကြတော့22 ရက်နေ့ကြတော့ကျွန်တော်ဒီဇုဇနာဖက်မှာရှိတဲ့ဆရာဆွန်ပါရိုအေဂျီတို့အသင်းတော်အေဂျီအသင်းတော်မှာကျွန်တော်တို့အဲ့ဒီတချို့နဲ့ဒီကျွန်တော်တို့စင်ကာပူကလာတဲ့အဲ့ဒီတချို့နဲ့သွားပြတော့မှဘုရားရှိခိုးအပြီးမှာသူတို့ရဲ့မိဘမဲ့ကြာဒီကိုသွားဖို့ရှိပါတယ်နောက်တစ်ပတ်29 ရက်နေ့ကျတော့ကျွန်တော်ကလမ်းမှာပဲရှိနေမယ်တိုင်ဝမ်ကနေပြန်လာပြတော့မှမနေ့ဒီနေ့6 နာရီလောက်ထွက်ဒီကို9 နာရီလောက်ရောက်ဆိုတော့ဒီကိုရောက်ချင်းတော့ဒီမှာဘုရားကျောင်းစနေပြီဘုရားကျောင်းလာဖြစ်ချင်မှလာဖြစ်မယ်ဆိုတာအဲ့ဒါဒီဘုရားသခင်သိထားလို့မင်းဘုရားကျောင်းမရောက်မှများလို့ဒီနေ့တော့တာဝန်ပေးလိုက်ပါတယ်လို့ကျွန်တော်ပေးတာဖြစ်ပါလိမ့်မယ်လို့ကျွန်တော်အဲ့လိုပဲတပိုင်းမှာခံယူပါတယ်လို့ဟုတ်ပါပြီဒီနေ့ခဏလေးဆင်ခြင်ပြတော့မှခွန်အားယူဖို့ကျွန်တော်ပြင်ဆင်ထားတာကတော့ယောဟန်ခန်းကြီး7ခန်းငယ်25ယော7:25တချို့ချင်းတောင်တစ်ဒီမြို့ကနေလာတဲ့လူရှင်တော့တစ်ဒီမြို့ရဲ့ဘုရားကျောင်းနဖူးစီမှာရေးထားတဲ့စာသားလေးပဲဖြစ်ပါတယ်ယေရှုကလည်းငါဒီထမြောက်ခြင်းအကြောင်းအသက်ရှင်ကြောင်းခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်ဇန်နဝါရီလကျွန်တော်တို့ MBC ရဲ့ CWG တိုက်တုံးကိုကျွန်တော်သွားတယ်သွားတော့အဲ့ဒီမှာကျန်းစာအသင်းရဲ့လုပ်ငန်းတွေတင်ပြရင်းနဲ့ကျွန်တော်ရဲ့တစ်နှစ်တာအတွေ့အကြုံလေးတွေလည်းကျွန်တော်ဝင်ငှလိုက်တော့အဲ့ဒီမှာကျွန်တော်တို့အခုနားယူသွားတဲ့ဘာနာထင်းကြီးဆရာတော်မန်းစံတင်သူမပါပြောလဲဆိုတော့အဲ့ဒါဒီအားလုံးပြောပြပြီးမှaccident ဒီအားလုံးပြောပြီးမှသေလွန်တော်လဲရှင်လိမ့်မယ်လို့ကျမ်းစာထဲမှာပါတယ်ဥစ္စာအဲ့ဒါမြသူမမောတရားဆရာခွေလမ်းတန်ပဲတဲ့သေလွန်တော်လဲရှင်လိမ့်မယ်ဆိုသူပဲတဲ့အဲ့ဒါပြောပါတယ်တကယ်လဲဟုတ်ပါတယ်အဲ့ဒါတွေကိုကျွန်တော်တို့ခံယူရင်းနဲ့ဒီနေ့မှာယေရှုကငါဒီထမြောက်ခြင်းအကြောင်းပထမတစ်ခုဒုတိယတစ်ခုကအသက်ရှင်ခြင်းအကြောင်းဖြစ်ငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်ဆိုတဲ့ဒီနှုတ်ကပတ်တော်လေးကိုခံယူကြရအောင်လို့ဖိတ်ခေါ်လိုပါတယ်ထို့တစ်ဖြင့်ပြည့်ရှိတိုင်းထို့တစ်ဖြင့်ဗုဒ္ဓဘာသာနိုင်ငံတွေမှာငါဒီထမြောက်ခြင်းအကြောင်းဖြစ်ဆိုတာအမတန်မှအရေးကြီးတဲ့ချက်တစ်ခုဖြစ်ပါတယ်ဒီနေ့မနေ့ကလည်းကျွန်တော်တို့ဆရာတော်ကြီးနည်းနည်းလေးအဖွင့်လေးမှာဖော်ပြထားတာရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာခံယူချက်မှာဖျားစစ်ဖြစ်မယ်ဆိုရင်မှန်5 ပါးအောင်ရမယ်။အမျိုးမျိုးဒီရှိတဲ့ချက်ထဲမှာမြစ်စုမှန်တည်ခြင်းကိုအောင်ရမယ်။တည်ခြင်းကိုနိုင်ရမယ်။သခင်ယေရှုကသူ့ရဲ့တရားဒေသနာဟောပြောတဲ့အချိန်သူ့ရဲ့ဒီစာရီကြွနေတဲ့အချိန်မှာပြောတဲ့ထဲကငါမသူလဲသူ့ရဲ့ကျွန်တော်တို့အဲ့ဒီတော့စကားအရာပေါ့အေကူအေမီလို့ခေါ်တယ်ငါမသူဖြစ်ပါတယ်ငါတူးထိန်ဖြစ်တယ်ငါလန်ခရီးဖြစ်တယ်ဆိုတဲ့ထဲမှာငါထမြောက်ခြင်းအကြောင်းငါအသက်ရှင်ခြင်းအကြောင်းဖြစ်တယ်ဆိုတဲ့သူ့ကိုယ်သူမသူဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာဒီထဲမှာထ
ဒါဒီကျင့်ချက်ကတစ်ခုအပါဝင်ဖြစ်ပါတယ်ဒီရှင်ပြန်ထမြောက်ခြင်းအကြောင်းကလည်းတနည်းအားဖြင့်ဘာသာတရားတိုင်းဘာသာတရားခေါင်းဆောင်တဲ့အစပြုခဲ့တဲ့လူတိုင်းမှာမရှိတဲ့အမတန်မှထူးခြားတဲ့ယေရှုရဲ့ဖြစ်ရင်သူ့ရဲ့ဂုဏ်ရည်တစ်ခုလည်းဖြစ်ပါတယ်ဖျားဖြစ်ခြင်းရဲ့ဂုဏ်ရည်သားမကတခြားဖျားတွေကမရှိဘဲနဲ့သူသီးသန့်ရှိပြီးတော့မှဒါကြောင့်လဲကျွန်တော်တို့သူ့ရှိမှယုံကြည်ခြင်းသူ့ရှိမှအားကိုးခြင်းကျွန်တော်တို့အပြည့်ထားရတဲ့အကြောင်းဖြစ်ပါတယ်ငါဒီထမြောက်ခြင်းအကြောင်းဖြစ်၏ကျွန်တော်တို့ဒီခုနဖော်ပြထားသလိုပဲသခင်ယေရှုဟာသေခြင်းကိုရင်ဆိုင်မယ်ရန်သူလက်ထက်အချင်းခံရမယ်အဲ့ဒါကမြတ်သူအတွက်ငါတို့ဒီအတွက်အပြစ်သားဒီကိုစားတော့အသေးခံမယ်နောက်3ရက်မြောက်တော့နေ့မှာရှင်ပြန်ထမြောက်မယ်ခုနကျွန်တော်ချင်းဆိုတဲ့အတိုင်းပဲဘလောက်ပဲအသွေးတော်မှာတကူရှိဘလောက်ပဲအသွေးသွန်းမထမြောက်ဘူးဆိုရင်အဲ့ဒီအသွေးမှာတကူရှိမှာမဟုတ်ဘူးဘလောက်ပဲခန္ဓာကိုယ်ကချူးပဲချင်းခံရအသွေးသချင်းခံပြီးတဲ့နောက်ပိုင်းမှာရှင်ပြန်မထမြောက်ဘူးဆိုရင်သူချူးဖဲ့တော့ခန္ဓာကိုယ်ရဲ့ဘာမှတကူရှိမှာမဟုတ်ဘူးဒါပေမဲ့ရှင်ပြန်ထမြောက်တဲ့အတွက်ကြောင့်သူထမြောက်ခြင်းရဲ့တကူကြောင့်သွန်းခဲ့တဲ့သွေးချူးဖဲ့ခဲ့တဲ့ခန္ဓာကိုယ်ဟာကျွန်တော်တို့အောက်မိစရာကျွန်တော်တို့အသက်ရှင်စရာကျွန်တော်တို့အမတန်မှအတန်ဖိုးရှိတဲ့အရာတွေဖြစ်လာတာဖြစ်တယ်ရှင်ပြန်ထမြောက်ခဲ့သောကြောင့်သေခြင်းမှန်ကိုအောင်မြင်ခဲ့သောကြောင့်တရားဖျားတရားကုကွယ်တဲ့တရားတော့ဖျားလို့ခေါ်ရတဲ့လူဒီထက်ထူးခြားပြမအမတန်မှထူးခြားတဲ့ကျွန်တော်တို့ဖျားတဆူနေတဲ့ကျွန်တော်ကုကွယ်နေရခြင်းဖြစ်ပါတယ်ဒါကိုယေရှုကဒီနေရာမှာငါဒီထမြောက်ခြင်းအကြောင်းဖြစ် I am the resurrection လို့ဖော်ပြထားခြင်းဖြစ်ပါတယ်ဒါကိုအခြေခံပြတော့မှဖိလိပ္ပိဩဝါဒစာမှာဆိုရင်အဲ့ဒီထမြောက်ခြင်းအကြောင်းဖြစ်သလိုပဲကျမတို့ယုံကြည်သူများရဲ့ချင်းနဲ့နေတဲ့ခန္ဓာကိုယ်ကျမတို့ရဲ့ခန္ဓာကိုယ်ပင်လင်သူ့ရဲ့တကူးရှိတဲ့ခန္ဓာကိုယ်ပမာထမြောက်ခြင်းအကြောင်းဖြစ်စီမယ်ဆိုတော့ကျွန်တော်တို့ကတိပေးထားပါတယ်ဒါကြောင့်ဒီကနေ့ဒီထမြောက်ခြင်းအကြောင်းဟာအမတန်မှအရေးကြီးတဲ့ခံကဏ္ဍကျွန်တော်တို့တခြားဖျားတွေနဲ့မတူတဲ့အချက်ဖြစ်ပါတယ်ဆိုတော့ဖော်ပြလိုပါတယ်ဒုတိယအချက်ကငါဒီထမြောက်ခြင်းအကြောင်းဖြစ်သက်မဟုတ်ပဲနဲ့အသက်ရှင်ခြင်းအကြောင်းလည်းဖြစ်တယ် I am the resurrection and the life အသက်ရှင်ခြင်းဖြစ်တယ်ဆိုတော့တနည်းအားဖြင့်ရှင်ပြန်ထမြောက်တယ်ဆိုတော့သေတယ်သေပြီးမှရှင်ပြန်ထမြောက်တယ်ဒါပါပဲဒါနဲ့အတူထူးခြားပြမအရေးကြီးတာကအသက်ရှင်ခြင်းအကြောင်းဖြစ်ခြင်းကိုကျွန်တော်ဖော်ပြခြင်းဖြစ်ပါတယ်ဒီအသက်ရှင်ခြင်းဟာဒီကနေ့ကျွန်တော်ဒီဇီဝအသက်နဲ့အသက်ရှင်ခြင်းသက်မဟုတ်ဘဲနဲ့ဝိညာဉ်တဘောအရာအသက်ရှင်ခြင်းကိုဖော်ပြလာလူချင်းဖြစ်ပါတယ်တနည်းအားဖြင့်ဒီအသက်ရှင်ခြင်းဆိုတဲ့အရာကိုကျွန်တော်ခံယူမယ်ဆိုရင်ယနေ့ကျွန်တော်အသက်ရှင်လင်းတဲ့ပင်ဒီအသက်ကိုအစပြုပြီးတော့မှဒီကနေ့စပြီးတော့မှထာဝရအထိဆက်ပြီးတော့မှကျွန်တော်အသက်ရှင်ဆက်သွန်ရှင်သွားခြင်းကျွန်တော်ခံရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်ငါဒီအသက်ရှင်ခြင်းဖြစ်၏လို့ I am the life အသက်ရှင်ခြင်းဖြစ်၏လို့သူဖော်ပြထားခြင်းဖြစ်ပါတယ်ငါကိုယုံကြည်တော်သူဒီသူဖျားကိုကျွန်တော်ယုံကြည်တယ်ဆိုရင်သူ့၌ကျွန်တော်ယုံကြည်ခြင်းကိုအပြည့်အဝအနှံ့နေဆိုရင်တီလွန်တော်လဲရှင်နေပြီယနေ့ပင်လင်သူအသက်ကိုကျွန်တော်ရရှိပြီးတော့မှသူအသက်ရရှိခြင်းကိုကျွန်တော်တို့သက်တည်ခံနိုင်ပြီးတော့မှသူအသက်ရရှိခြင်းကိုကျွန်တော်တို့လုံးဝကျွန်တော်တို့အမှန်ခံကျွန်တော်တို့တိချပေါက်ပြောရဲပြီးတော့မှတနည်းတည်တဲ့ခါမှာလဲသူနေသူရှင်မင်းသားမျိုးပြီးတော့မှသူတည်ခြင်းရဲ့တမလွန်မှာပင်လင်သူ
သူတည်ခြင်းတစ်ဖက်ကမ်းမှာပင်လင်အသက်ရှင်ခြင်းအကြောင်းနဲ့ဆက်ပြတော့မှအသက်ရှင်ရမယ့်အကြောင်းထာဝရအသက်ကိုကျွန်တော်ယနေ့အသက်ရှင်လင်းနေပင်အစာပြုတ်နိုင်တဲ့အကြောင်းကိုဒီကျမ်းချက်ကလေးလေးနက်နက်ဖော်ပြထားခြင်းဖြစ်ပါတယ်ဒီအရှင်ထမြောက်ခြင်းရဲ့အရှင်အသက်ရှင်ခြင်းရဲ့အရှင်ဟာယေရှုခရစ်တော်ဖြစ်ကြောင်းကိုဤလောကမှာသူကြွလာဒီတာမကသေတခြင်းခံရဒီတာမကနောက်ဆုံးသေခြင်းကနေရှင်ပြန်ထမြောက်ခြင်းအပြင်ယနေ့ကဲ့သို့သောအစ္စတာနေ့မှာကျွန်တော်ဒါကိုကြွေးကြော်ပြတာတို့သက်သေခံပြတော့မှဒီအပြင်ကျွန်တော်အသက်ရှင်ခြင်းဟာကျွန်တော်ဘာသာကျွန်တော်ယုံကြည်ခြင်းရဲ့တမန်ထူးခြားခြင်းပဲဖြစ်ပါတယ်ဒီကနေ့ကြက်ကြီးကမနဲ့အစာပြုတ်မှာပြောခဲ့တဲ့ဒီလိုက်လာမှာပြောတဲ့စကားပေါ့လေအဲ့ဒါစဉ်းစားစရာအများကြီးရှိပါတယ်အခုဒီလိုက်လာမှာသာမကဘူးပင်ပမှာရောက်လို့ရှိရင်ဒီစကားနဲ့ပဲကျွန်တော်တို့ပြန်ပြောတတ်တယ်မတက်ဆီပေါ်မှာပဲပြောလုပ်ငန်းခွင်မှာပဲဆွေးနွေးဘယ်နေရာပဲဆွေးနွေးအထူးသဖြင့်အမတမနူးညံ့သိမ်မွေ့ပြတော့မှယဉ်ကျေးမှုအမတမကောင်းတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုကခရစ်တော်အကြောင်းကိုပြောမယ်ဆိုရင်ခရစ်တော်အကြောင်းကိုဆွေးနွေးမယ်ဆိုရင်သူတို့ချက်ချင်းသုံးပြန်တာကဖယားအတူတူပဲရောက်မယ့်နေရာလည်းအတူတူပဲငါတို့သွားရတဲ့ခရီးသာမတူတာခင်ဗျားတို့ကခရိယန်ဆိုတော့ဥပမာဘတ်စကားနဲ့သွားနေတယ်ကျွန်တော်တို့ကယထာနဲ့သွားနေတယ်တချို့ကလေနဲ့သွားမယ်ဒါပေမဲ့ရောက်မယ့်နေရာပန်းတိုင်တော့တူတူပဲလို့ပြောကြပါလိမ့်မယ်ဒါကတော့အမတမနူးညံ့သိမ်မွေ့တဲ့သူတစ်ဖြင့်ဗုဒ္ဓဘာသာယဉ်ခံရဲ့တုံးပြန်တဲ့စကားလက်သုံးစကားပဲဖြစ်ပါတယ်ကဲတင်ချင်းဆွေးနွေးရင်ခရစ်တော်အသေးခံခြင်းကိုဆွေးနွေးမယ်ဆိုရင်ကျွန်တော်တမူထူးချက်တဲ့ဒီအသက်တာအကြောင်းကိုကျွန်တော်ဆွေးနွေးမယ်ဆိုရင်သူတို့ကဒါနဲ့ပဲအဓိကပထမဆုံးတုံးပြန်မှာဖြစ်ပါတယ်ကျွန်တော်ကိုယဝန်ဂီလိတရားဟောပြောခြင်းနဲ့ပတ်သက်ပြီးမှသူနေခဲ့ဖို့တဲ့ဆရာတော်တိမိုသေပါရာအခုကကျွန်တော်နေပြည်တော်မှာရှိတဲ့ချင်းအသင်းတော်မှာတင်ဟုတ်ဆရာဖြစ်ပါတယ်သူကကျွန်တော်ဘာပြောဖို့လဲဆိုတော့ဒီမှာလဲကျွန်တော်တစ်ခေါက်ပြောခဲ့ဘူးပါပြီတကယ်လို့ချစ်တဲ့တငယ်ချင်းခင်မင်ရင်းတဲ့တငယ်ချင်းတယောက်ကိုခရစ်တော်အကြောင်းကိုပြောပြလို့အတူတူပါပဲလမ်းတာမတူတာတနည်းကြတော့တနည်းရမှာပဲစုံကြမှာပါဘာသာတဲ့တူတူပဲချစ်ချင်းမေတ္တာပဲပြောနေကြတာပဲလို့ပြောလိမ့်မယ်သူကဲတော့တုံးပြန်မှုကိုကြုံနေဆိုရင်ဘယ်တော့မှဟုတ်ကဲ့မပြောနဲ့ကိုကဘာပဲဆက်ပြောဟုတ်ကဲ့လို့မပြောနဲ့ဟုတ်ကဲ့ဆိုရင်သူ့ရဲ့သဘောငါတို့လက်ခံပြီးသားဖြစ်သွားတယ်ကိုပြောချင်တာပဲပြောပါဟုတ်ကဲ့လို့မပြောနဲ့ခင်ဗျပြောတော့မှန်ပါတယ်ဒါပေမဲ့အဲ့ဒါမျိုးမပြောနဲ့ဟုတ်ကဲ့မှန်ပါတယ်မပြောနဲ့ကိုပြောချင်တာပဲဆက်ပြောလိုက်ပါတနည်းအားဖြင့်ချာဘာသာဝင်များနဲ့ရင်ဆိုင်ပြမဒီကိစ္စတွေကိုကျွန်တော်တည်င်းသည်ကျွန်တော်ဆွေးနွေးခြင်းနဲ့ဆိုရင်ဒီစကားနဲ့ပဲကျွန်တော်ပြန်တွန်းပြန်มาဖြစ်ပါတယ်အဲ့ဒါကြောင့်ဆရာကြီးကပြောတာဒီလိုက်လာမှပြောတယ်မှန်ပါတယ်ဗုဒ္ဓဘာသာဝင်တဲ့ကဒါကိုပြောထားရှိတယ်ဒါပေမဲ့ကျွန်တော်တို့ယက်တီချက်ကမတူဘူးပန်းတတင်ရင်တနေရာแท้မဟုတ်ဘူးလမ်းလည်းမတူပါဘူးလမ်းမှန်ကိုကျွန်တော်တို့ရောက်ရှိဖို့အဲ့ဒါပဲဖြစ်ပါတယ်ဒီလမ်းမှန်ကကျွန်တော်တို့ကျမ်းစာထဲမှာအများကြီးရှိတဲ့ထဲမှာဒီကနေ့ရှင်ပြန်ထမြောက်ရနေ့တကယ် Happy Easter Sunday ရှင်ပြန်ထမြောက်ရနေ့မှာသူကျွန်တော်တို့နှလုံးသွင်းပြတော့ခံယူရမှာကငါဒီထမြောက်ခြင်းအကြောင်းဖြစ်၏I am the resurrection ဒီချင်းမှန်ကိုအောင်မြင်တဲ့ဖခင်ဖြစ်တယ်
ทุนี้ถูกงานเราเลยสุดตีชิมันกูเอามีนผู้ยันด้วยถูกพยากงานเราด้วยชิมาตัวนึงพิตาพิเตดีตีชิงูยินใส่แค่ยาตัวเล็งเราตีชิไอ้ล้วนมูเราเช็คกูตายินพิจตัวชินพิปรมาตีชินมาทาวราตียามเมจนเราตาดมีดิโมบูสุดาถูกพยากจนเราติดถูกบาเลยเราจะดีกันนี้จนเรากู้กวยเดพยาတူတူပဲမဟုတ်တဲ့လုံးဝမတူတဲ့သိချင်းမှန်ကိုအောင်မြင်ပြီးတော့မှငါဒီ I am direction ငါဒီထမြောက်ခြင်းအကြောင်းဖြစ်၏ဆိုတဲ့ဖျားငါတို့ကိုးကွယ်ပါတယ်ဆိုတဲ့အကြောင်းဒုတိယမှာသေမထမြောက်မှာမဟုတ်ဘဲနဲ့တနည်းအားဖြင့်ပေါ့လေကျွန်တော်ရဲ့သက်တာထိုဖျားကိုကျွန်တော်ယုံကြည်တဲ့ကိုးကွယ်တဲ့ကိုယ့်ရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်တဲ့တကယ်လက်ခံနေဆိုရင်ကျွန်တော်မျောလင်းချင်းဟာတနည်းသိမယ်သိပြီးမှထမြောက်မယ်ဆိုတဲ့ဟာတက်မိုးပဲနဲ့ထိုထမြောက်တဲ့အသက်တာကိုယနေ့ပင်လင်မင်းစံပြတော့မှယနေ့ပင်လင်ကျွန်တော်တကယ်လည်းတွေ့တက်ရှင်ပြတော့မှယနေ့ပင်လင်ကျွန်တော်သူများတကာရဲ့ရှိမှတက်ရှင်ပြပြတော့မှထိုအသက်ဟာယနေ့ရရှာတဲ့အသက်ဟာတေရှင်ကမသူဘလို့မှဖြည့်ဆည်းလို့မရတဲ့ထာဝရတိကျွန်တော်ဆက်ပြတော့မှအသက်ရှင်ရမှာဖြစ်တယ်ငါဒီအသက်ရှင်ခြင်းကြောင့်ဖြစ်၏ငါဒီထမြောက်ခြင်းကြောင့်ဖြစ်တယ်အသက်ရှင်ခြင်းကြောင့်ဖြစ်ပါတယ်လို့သူခရစ်တော်ကကျွန်တော်တို့ဖော်ပြထားပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ယုံကြည်ခြင်းပြန်လည်စမ်းစစ်မှန်တယ်ယေရှု၌ကျွန်တော်ယုံကြည်တယ်သူပြည့်တဲ့ကျွန်မရပါပြီဆိုရင်ကျွန်တော်တို့ဒီယနေ့ရရှိတဲ့သက်တာကိုထာဝရအသည့်ကျွန်တော်တို့ဆက်ပြတော့မှအသက်ရှင်သွားမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းခရစ်တော်ကဒုတိယချက်နဲ့ဖော်ပြထားခြင်းဖြစ်ပါတယ်ဒါကြောင့်ငါကိုယုံကြည်တော်သူသည်သေလွန်တော်လဲရှင်လိမ့်မည်ထာဝရတရှင်ချင်းပြည့်စုံသောအသက်တာမှာတရှင်ချင်းကိုကျွန်တော်တို့ဂတိပေးထားတဲ့ထာဝရဘုရားဖြစ်တယ်သူဂတိတော်အတိုင်းဒီကနေ့ကျွန်တော်တရှင်ချင်းဟာသူအသက်တာကိုစပြီးတော့မြင်းစမ်းပြီးတော့မှတပြေးပြေးနဲ့မြင်းစမ်းရင်းနဲ့တပြေးပြေးနဲ့ပြည့်စုံလာပြီးတော့မှပြည့်စုံခြင်းအနေနဲ့ကျွန်တော်ဆက်ပြီးတော့မှအသက်ရှင်သွားရမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းယနေ့ရှင်မင်းထားမြော်အနေကကျွန်တော်ကိုမိမောင်းထိုးပရမတတိပေးနေပါတယ်ဆိုတဲ့အကြောင်းခံယူဖို့ဖြစ်ပါတယ်ရှင်ပြန်ထားမြော်အနေမှာခုနပြောသလိုပဲကနဝသင်တော်ဒီကတော့မနေနိုင်ဘူးခရစ်တော်လက်ခံရရှိတယ်ယေရှုထားမြော်ပြီးယေရှုမွေးနေတော့ဘယ်နေ့မွေးမှန်းမသိပဲနဲ့တတိမထားမိပဲနဲ့အရေးမထားပဲနဲ့ပထမဦးစားပေးမလို့ပဲနဲ့ရှင်ပြန်ထမြော်ရနေကိုအဓိကတာဝန်အဓိကကျွန်တော်ချီးမွမ်းရနေနဲ့သတ်မှတ်တဲ့အတွက်ကြောင့်ထိုနေ့မှာတနင်္ဂနွေနေ့မှာ Sunday နေ့မှာဖျားရှိခိုးတာကိုဖျားရှိခါတိုင်းမှာမှုတ်ကူဖဲ့ပြီးတော့မှစပီကိုတောက်ပြီးတော့မှခွန်အားယူကြတယ်လို့ပဲဒီကနေ့ရှင်ပြန်ထမြော်ရနေတနင်္ဂနွေနေ့လည်းတိုက်ဆိုင်ပြီးတော့ပထမတနင်္ဂနွေနေ့လည်းပတ်ဆိုင်တိုက်ဆိုင်တဲ့အတွက်ကြောင့်သူပွဲတော်မင်္ဂလာမှာကျွန်တော်တို့အားလုံးဝင်စားကြဖို့ဖြစ်ပါတယ်လို့ကြားမှာချင်းစီလားမရှိဘူးဒါဆိုရင်ကျွန်တော်တို့ဖတ်တင်လို့ဆရာပဲကျွန်တော်ဦးဆောင်ပြတော့မှာဒီပွဲတော်မင်္ဂလာကိုကျွန်တော်တို့အားလုံးသူတို့ကပါဝင်ပြတော့မှာခွန်အားယူကြပါစို့လို့ဖော်ပြလိုပါတယ်တခါကအမေရိကန်နိုင်ငံကနေလေမယား2ယောက်နဲ့အမျိုးသမီးရဲ့ဖခင်ယောက်ခတိဝ3ယောက်ဣသရေလနိုင်ငံကိုအလဲရောက်သွားတယ်ဣသရေလနိုင်ငံကိုအလဲရောက်သွားတဲ့ချိန်မှာမမျော်လင့်မဲ့နဲ့ယောက်ခတိအမျိုးသမီးရဲ့ဖခင်ကွယ်လွန်သွားရှာတယ်အမျိုးသမီးရဲ့ဖခင်ကွယ်လွန်သွားတော့ဇနီးမောင်နှံအနေနဲ့ဘယ်မှာအတူပါချမလဲဣသရေလနိုင်ငံမှာပဲချမလားအမေရိကန်နိုင်ငံကိုယူသွားမလားဆိုပြီးနှစ်ယောက်သားတိုက်ပင်ကြတယ်သူရဲ့ဖခင်ဣသရေလနိုင်ငံမှာတကြုံမဲ့ဆိုရင်ဒေါ်လာ1000ကုန်မယ်ဣသရေလနိုင်ငံမှာမတကြုံပဲနဲ့
เมริกันในงานเตะตัวไปรมาอเมริกันในงานมาตะจูเมสุยนดอลลาร์5 ทองกงเมมิวตมีอะปาเวบชิดอิมาเวตะจูยาองอเมริกันกูมาเตเวเนอิสราเอลในงานเมตะจูยาองดอลลาร์ลีทองสุดาเนรามามโหดาสุเปอร์มาอมิวตมีตุอภิอิสราเอลในงานมาตะจูบุตัวมิวตากูပြောလိုက်တယ်အမျိုးသားသူ့မျိုးသမီးပြောတဲ့စကားကိုနည်းနည်းစဉ်းစားရင်းနဲ့သူ့အတွေးထဲမှာဘာဝင်လာလဲဆိုရင်အမေရိကကိုတည်သွားမယ်ဆိုရင်ဒေါ်လာ9,000ကုန်မယ်ဒီမှာတချို့မယ်ဆိုရင်ဒေါ်လာ1,000ကုန်မယ်စီးပွားရေးရတွက်မယ်ဆိုရင်ဒေါ်လာ4,000กว่าတယ်ဒါပေမဲ့သူကအမျိုးသားဘာပြောလဲဆိုတော့ဘာပဲဖြစ်အမေရိကန်ကိုတည်သွားမယ်ဒေါ်လာ9,000ကုန်ခံပြီးတော့မှအမေရိကန်ကိုတည်သွားမယ်ဘာဖြစ်လို့လဲဆိုရင်တစ်ချိန်တုန်းကဒီအစ္စရေးနိုင်ငံမှာအမျိုးသားတယောက်တည်သွားပြီးတော့မှရှင်ပြန်ထားမြောက်တယ်ငါရောက်ခတိလဲပြန်ရှင်ပြန်ထားမြောက်ရတာပြဿနာပဲဆိုပြီးတော့မှပိုက်ဆံ4,000အကုန်ခံပြီးတော့မှအမေရိကန်နိုင်ငံကိုတည်သွားတယ်သူရဲ့ရောက်ခတိပြန်ရှင်လာမှာဆိုရင်လို့အလောင်းကိုတည်သွားတယ်ဒီလေမယားဟာမယုံကြည်တော့အစ္စလမ်ဘာသာဝင်တွေဖြစ်တယ်ခရစ်တော်ကိုမယုံကြည်တော့ဇနီးမောင်နှံဖြစ်ပေမဲ့သူတို့နှုတ်ထွက်စကားကခရစ်တော်ဖခင်ဟာရှင်ပြန်ထားမြောက်တယ်တစ်ချိန်တုန်းကခရစ်တော်ဖခင်ကဒီနေရာဒီအစ္စရေးနိုင်ငံမှာတည်ခြင်းရင်ဆိုင်ပြီးတော့မှရှင်ပြန်ထားမြောက်တယ်ဆိုတာတည်တည်ခံသွားတာဖြစ်တယ်ချစ်တော်ဓမ္မမိတ်ဆွေများကျွန်တော်ဆောဆေတော်ကြီးဝိငှသွားတဲ့တိုင်းပဲလောကမှာဘာသာကြီး7ပါးရှိတဲ့အထက်မှာခရိယန်ဘာသာရဲ့ထိုးချက်ချက်တော့ကျွန်တော်ကိုးကွယ်တဲ့ဖရာရှင်ပြန်ထမြောက်ခြင်းဖြစ်ပါတယ်။တခြားဘာသာကြီး7ပါးထဲမှာသူတို့ကောင်းတာတွေရှိပါတယ်။သူတို့ယိုစရာတွေအများကြီးသူတို့ယိုစရာတွေအများကြီးရှိပါတယ်။ဒါပေမဲ့မတူတာကတော့ရှင်ပြန်ထမြောက်ခြင်းဖြစ်တယ်။ခရစ်တော်ဖရာကတည်ခြင်းတရားကိုအောင်ပြီးတော့မှရှင်ပြန်ထမြောက်တော့ဖရာဖြစ်တယ်လို့သူကိုယုံကြည်တော်သူအားလုံးကိုလည်းရှင်ပြန်ထမြောက်စီမဲ့ဖရာဖြစ်ပါတယ်အဲဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖရာကအသက်ရှင်တော်တည်ခြင်းတရားကိုအောင်မြင်တော်ဖရာဖြစ်တယ်လို့ကျွန်တော်ခရိယန်ဘာသာလည်းအသက်ရှင်တော်ဘာသာတည်ခြင်းတရားကိုအနိုင်ယူခြင်းအပြင်ပေါ်ပေါက်လာတဲ့ဘာသာဖြစ်တယ်ဆိုတာပြန်လေပြီးတော့မှခွန်အားယူပြီးတော့မှဒီတဖန်စကချဘူးဖိတ်ခေါ်လို့ပါတယ်ဘွိတော်မင်္ဂလာလို့ပြောတဲ့အတိုင်းပြောတဲ့ချိန်တိုင်းမှာတရိယာဘူးရှိပါတယ်ဖြစ်တော်ဖရာကကျွန်တော်အားလုံးအတွက်ရရဆက်ဆက်အတိတ်ချင်းခံတယ်ခန္ဓာကိုယ်ချုပ်ဖဲ့တယ်အသွေးသွန်လောင်းတယ်တည်ခြင်းတရားကိုအနိုင်ယူပြီးတော့မှအောင်မြင်တယ်ဆိုတာကျွန်တော်တို့အောက်မိတရိယာဘူးဖြစ်ပါတယ်ကျွန်တော်ကိုစားဖယားဖြစ်လက်သားနဲ့ဒုက္ခဝေဒနာကြီးစွာခံပြီးတော့မှရစရာမရှိတော့အောင်ဒဏ်ချက်တွေနဲ့တကူလုံးတွေးထွက်ပြီးတော့မှမျက်စိနဲ့မြင်မှုမကောင်းလောက်အောင်ဒုက္ခဝေဒနာကျွန်တော်ကိုစားခံတဲ့ဖြစ်တော့ဖယားလူသားအားလုံးအတွက်ကျွန်တော်အတွက်တည်ခံတဲ့ဖြစ်တော့ဖယားတည်ခြင်းတရားကိုအောင်မြင်တော့ဖယားအောင်မိပရိယာကိုဖြစ်ပါတယ်ခရစ်တော်ဖယားသာကျွန်တော်ကိုစားမတည်ခဲ့ဘူးဆိုရင်ခရစ်တော်ဖယားကျွန်တော်ကိုစားအသက်မပြီးခဲ့ဘူးဆိုရင်ခရစ်တော်ဖယားပြန်လေမထမြောက်ခဲ့ဘူးဆိုရင်
ဒီနေ့ကျွန်တော်တို့ဟာဒီနေရာမှာမိတ္တာဖွဲ့เสียမရှိပါဘူးဖယားဂုံတော်လဲချီးမွမ်းနိုင်เสียမရှိပါဘူးတယောက်နဲ့တယောက်မိတ္တာရဖွဲ့လို့မရတယ်လို့ဖယားနဲ့လဲကျွန်တော်မိတ္တာရဖွဲ့လို့မရပါဘူးကျွန်တော်ကိုစားအတီခံတဲ့ခရစ်တော်အားဖြင့်ရှင်ပြန်ထမြောက်တဲ့ခရစ်တော်အားဖြင့်တာလျင်ကျွန်တော်မိတ္တာရဖွဲ့နိုင်ခြင်းဖယားရှင်နဲ့မိတ္တာရဖွဲ့နိုင်ခြင်းဖြစ်တယ်ဆိုတာအတိတ်တပံခွန်အားယူဖို့နောက်ဆုံးတစ်ချက်လေးရတော့ဒီပွဲတော်မင်္ဂလာဟာဒီလောကမှာပဲနေကုန်းချုပ်မဲ့ပွဲတော်မင်္ဂလာမဟုတ်ပါဘူးခရစ်တော်ဖယားလူဇာတိကိုခံယူပြီးတော့မှဖော်မြင်တဲ့ချိန်မှာကောင်းကင်တမန်များတပူမှုတ်တယ်လို့တနည်းကျရင်ခရစ်တော်ဖယားအောင်မြင်ခြင်းဘုံတကူနဲ့ပြန်လဲကြွလာပြီးတော့မှယုံကြည်သူများပြန်လဲသိသိစီမှုတပူမှုတ်ပြီးဆင်းလာတဲ့အချိန်မှာယုံကြည်သူအားလုံးပြန်လဲသိသိချင်းခံရမယ်တေပိသားလူတွေအားလုံးပြန်လဲရှင်ပြန်ထမြောက်လာမယ်ဒီတချင်းကျရင်လေသူတို့ဖယားရဲ့ရှိမာအားလုံးကပွဲတော်မင်္ဂလာခံယူရောက်မယ်ဖြစ်ပါတယ်မျှော်လင့်ခြင်းပြီးတဲ့ပွဲတော်မင်္ဂလာဖြစ်ပါတယ်ဒီလောကမှာအသက်ရှင်နေတဲ့အချိန်အခိုက်အတန့်တစ်ခုသာပွဲတော်မင်္ဂလာဝင်စားခြင်းမဟုတ်ဘဲနဲ့တနည်းတစ်ချိန်ကျရင်ကျွန်တော်အားလုံးကနိုင်ငံတော်မှာအဖခမီးတော်ရဲ့ရှိမှာပွဲတော်မင်္ဂလာခံယူကြောင်းမှာဖြစ်ပါတယ်ဆိုတော့ညီငယ်ခွန်အားပေးလို့ပါတယ်တထောက်လူကြီးများရာယူပေးပါ